ကျွန်တော်တို့သွေးလို့ရှိတဲ့လူတွေကိုအိမ်မှာကျွန်တော်တို့သွေးပေါင်ချိန်ခိုင်းလေးရှိပါတယ်ကျွန်တော်တို့ပေးထားတဲ့ဆေးတွေနဲ့ဒီသွေးပေါင်ချိန်ဟာထိန်းလို့ရမရကိုသိကျင်တဲ့အတွက်ကြောင့်အိမ်မှာသူတို့ကိုသွေးပေါင်တက်တက်ချိန်ခိုင်းပါတယ်ဆေးခိုင်းရောက်ရင်လည်းပြန်ချိန်ပါတယ်အဲ့တော့လူနာတော်တော်များကတော့အိမ်မှာသွေးပေါင်ချိန်ဆက်ဝဲပြီးတော့ချိန်ကြတာရှိပါတယ်တချို့ကတော့အိမ်မှာသွေးပေါင်ချိန်ပေးတတ်တဲ့သူရှိလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးတိုင်းကွက်လေးနဲ့ဖြစ်ဖြစ်ဒီ mercury ပါတဲ့ပဓာပါတဲ့ဟာနဲ့ဖြစ်ဖြစ်အိမ်မှာချိန်ကြပါတယ်အဲ့လိုအိမ်မှာသွေးပေါင်ချိန်ကြတဲ့အခါမှာတချို့ဘယ်လိုပြောကြလဲဆိုတော့အိမ်မှာချိန်တစ်မျိုးဖြစ်တယ်ဆေးကမ်းမှာချိန်တစ်မျိုးဖြစ်တယ်နောက်ပြီးတော့ဒီ digital နဲ့ချိန်လို့ရှိရင်တစ်မျိုးဖြစ်တယ်manual နဲ့ချိန်လို့ရှိရင်တစ်မျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါဘာတွေဖြစ်ကြရလဲပေါ့နော်အဲ့တော့အိမ်မှာအဆင်ပြေပြေနဲ့စနစ်တကျနီးစနစ်မှန်မှန်ဘယ်လိုသွေးပေါင်ချိန်ကြမလဲဆိုတဲ့အကြောင်းကိုဒီနေ့ဆွေးနွေးပေးချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအိမ်မှာသွေးပေါင်ချိန်တဲ့အခါမှာများသောအားဖြင့်တော့ဒီ digital အသုံးပြီးချိန်ကြရတယ်ပေါ့နော်ဒီကမ္ဘာလုံးမှာ standard ဖြစ်တဲ့ဒီကမ္ဘာလုံးမှာစံသတ်မှတ်ထားတဲ့သွေးပေါင်ချိန်တဲ့ဤစနစ်က digital နဲ့ချိန်တာဖြစ်ပါတယ်ကျွန်တော်တို့ဈေးအောင်ဈေးကန်းတွေမှာဆိုလို့ရှိရင်လည်း digital ကိုသုံးပြီးချိန်ကြတာများတယ်တခါတလေလည်း manual နဲ့ပြန်ချိန်ရတဲ့အခါမျိုးလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကမ္ဘာလုံးမှာစံသတ်မှတ်ထားတဲ့ဤစနစ်ကတော့ digital ကိုသုံးပြီးတော့ချိန်တာဖြစ်ပါတယ်အဲ့တော့ဒီ digital ဆက်ကိုသုံးပြီးတော့ချိန်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့နံပါတ်1ကတော့ဆက်ကောင်းဖို့လိုပါတယ်ဆက်ကောင်းမှပဲသွေးပေါင်ချိန်မှန်မှန်ရမှာဖြစ်ပါတယ်ဒီ internet မှာရှာကြည့်တဲ့အခါဒီကမ္ဘာသွေးတိုးဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့အသိမှတ်ပြုထားတဲ့ဒီ digital သွေးပေါင်ချိန် set brand 3ခုရှိပါတယ်အဲ့ဒီ3ခုထဲမှာ2ခုကကျွန်တော်တို့မြန်မာနိုင်ငံမှာအလွယ်တကူအဆင်ပြေဝယ်လို့ရပါတယ်အဲ့ဒီ brand 3ခုထဲမှာနံပါတ်1ကတော့တော်တော်များသိကြတဲ့ဒီ Omron စိတ်ဖြစ်ပါတယ်ဒီနံပါတ်2 brand ကတော့ AND လို့ခေါ်တဲ့ brand ဖြစ်ပါတယ် AND brand ကတော့ကျွန်တော်မြန်မာနိုင်ငံမှာကျွန်တော်ဒီဈေးကွက်ထဲမှာတော့တိတ်မတွေ့မိဘူးပေါ့နော်ကျွန်တော်လည်းတေချာဒီ brand ကိုမသိဘူးနောက် brand တစ်ခုကကြတော့ကျွန်တော်တို့နဲ့ရင်းနှီးတဲ့ brand တစ်ခုဖြစ်တယ်ပေါ့နော်မြန်မာနိုင်ငံမှာလည်းဝယ်လို့ရတယ် Microlife ဆိုတဲ့ brand ဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော် brand ကိုကြော်ညာပေးတာမဟုတ်ပါဘူးကျွန်တော်ဒီ information ကို public သိအောင် sharing လုပ်ပေးခြင်းသာဖြစ်ပါတယ်ဘယ် company မှလည်းကျွန်တော် sponsor ယူထားတာမရှိပါဘူးအဲ့တော့အဲ့ဒီထဲမှာကျွန်တော်တို့တော်တော်အသုံးများတဲ့ brand ကိုကတော့ဒီ Omron ဖြစ်ပါတယ်အဲ့ဒီ Omron ဒီစိတ်ကကြတော့ကျွန်တော်ကိုယ်တိုင်လည်းသုံးနေတယ်ကျွန်တော်အမေတွေဗီဒီယိုလည်းဝယ်ပေးထားတယ်စိတ်ကနေမှလည်းသုံးကြတာရှိပါတယ်ဒါမျိုးလေးဖြစ်ပါတယ်ဒီတစ်စိတ်ပေါ့နော်ဒီ Omron ဆိုတဲ့စိတ်ဖြစ်ပါတယ်ဒီ Omron ကသူက model တွေလည်းမျိုးစုံလာတယ်ရွေးချယ်စရာတွေလည်းမျိုးစုံလာတယ် function တွေလည်းမျိုးစုံရှိတယ် manual နဲ့နှိပ်ပြီးချိန်တဲ့ဟာတွေလည်းရှိတယ်လို့ wireless နဲ့သုံးပြီးတော့လက်မောင်းမှာပတ်စက်ကိုဒီမှာထားစက်ကိုဒီလိုကြည့်ပြီးတော့ wireless ချိန်တဲ့ဟာတွေလည်းရှိပါတယ်အဲ့တော့ဒီ Omron နဲ့ Microlife ဆိုတဲ့ brand ကမြန်မာနိုင်ငံမှာတော်တော်လေးအဆင်ပြေပြေနဲ့ဝယ်လို့ရပါတယ်အဲ့လိုမျိုးအိမ်သုံး digital သွေးပေါင်ချိန် set တွေကနေပြီးတော့ဒါမျိုးကျွန်တော်တို့ဆေးရုံဆေးကန်းတွေမှာဒါမျိုးကျွန်တော်တို့ဆေးရုံဆေးကန်းတွေမှာသုံးတယ်အကြီးပေါ့နော်လက်မောင်းထည့်ပြီးတော့ချိန်ရတဲ့လက်မောင်းထည့်ပြီးချိန်ရတဲ့အကြီးပေါ့နော်ဒီလိုမျိုးအကြီးတွေလည်းရှိပါတယ်တချို့ဆိုလို့ရှိရင်ဒီကနေပြီးတော့ print server လေးတွေထွက်ပါတယ်ဒါကတော့ဒီလိုမျိုးချိန်ရတဲ့အမျိုးအစားဖြစ်ပါတယ်ကျွန်တော်ဒါမျိုးတွေကတော့ကျွန်တော်တို့ဒီဆေးရုံဆေးကန်းတွေမှာသုံးတဲ့အမျိုးအစားဖြစ်ပါတယ်အဲ့တော့ကျွန်တော်အိမ်သုံးအတွက်ဆိုလို့ရှိရင်တော့ဒါမျိုးကြီးမလိုပါဘူးခုနပြတဲ့အရွယ်စားလောက်ဟာမျိုးလေးဆိုလို့ရှိရင်အဆင်ပြေပါတယ်အဲ့တော့ဒီ Omron ဆိုတဲ့ brand နဲ့ Microlife နှစ်ခုကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံဈေးကွက်ထဲမှာအလွယ်တကူဝယ်လို့လည်းရပြီးတော့ဒီကမ္ဘာသွေးတိုးဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့ဒီထောက်ခံချက်ရရှိထားတဲ့ brand နှစ်ခုဖြစ်ပါတယ်အဲ့ဒီတော့ဒီ brand နှစ်ခုပဲသုံးလို့ရပြီးတော့ channel ဒီဈေးကွက်ထဲက brand တွေကဘာမှသုံးမရတော့ဘူးလားပေါ့နော်အဲ့လိုမေးစရာတော့ရှိပါတယ်အဲ့လိုတော့မဟုတ်ပါဘူးကျွန်တော်တို့ဒီသွေးပေါင်ချိန်တဲ့ digital set တွေကဆက်စားဝယ်ချင်းပထမတစ်နှစ်လောက်ကတော့တိတ်မကွာကြဘူးပေါ့နော်ကျွန်တော်တခြား brand တွေလည်းကျွန်တော်သုံးကြည့်ဘူးတယ် Microlife လည်းကျွန်တော်တစ်ခုသုံးကြည့်ဘူးတယ်သူတို့ဆက်စားသုံးချင်းဆိုလို့ရှိရင်တော့ဒီဘယ် brand ပဲဖြစ်ဖြစ်တိတ်မကွာဘူးဒါပေမဲ့ဒီ3လစတိုက်သုံးလာတာပါအိမ်သုံးပေါ့နော်အိမ်သုံးကိုပဲစတိုက်သုံးလာတာတစ်နှစ်လောက်ကြာပြီဆိုလို့ရှိရင်ပြဿနာလေးစပေါ်လာတယ်ပေါ့နော်အဲ့ဒီမှာဒီတခြား brand တွေဆိုလို့ရှိရင်battery အကုန်မြန်တာမျိုးတို့တိုင်းတာမမှန်တာမျိုးလို့စင်ဆာကကြောင်သွားတာမျိုးတို့အဲ့လိုပြဿနာတွေကတစ်နှစ်နောက်ပိုင်းမှာပေါ်လာတာများပါတယ်ဒီ Omron တို့ Microlife တို့ကတော့တော်တော်လေးလည်းအကျန်းခံတယ်နောက်ဒီပညာလည်းကောင်းတယ်ဒီ Omron ဆိုလို့ရှိရင်သူကဒီဂျပန်ကုမ္ပဏီပေါ့နော်ဂျပန်အခြေစိုက်ကုမ္ပဏီ Microlife ကတော့ကျွန်တော်တို့ဒီထိုင်ဝမ်အခြေစိုက်ကုမ္ပဏီပေါ့နော်
အဲ့တော့အဲ့လိုမျိုး digital လူတွေပေါင်းချိန်နဲ့ဆက်ဝယ်ဖို့စဉ်းစားနေတယ်ဆိုလို့ရှိရင်တခုအဲ့လိုမျိုးလူကြီးမိဘတွေကိုလက်ဆောင်ပေးဖို့တွေပါစဉ်းစားနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Omron brand ကိုအကြံပေးပါတယ်ဒီ Omron ကသူကတခြားဈေးတော့နည်းနည်းလေးပိုကြီးတယ်ပေါ့နော်ဒါပေမဲ့ကိုတကယ်ရည်ရှိသုံးဖို့ဝယ်မယ်ဆိုစဉ်းစားထားတယ်ဆိုလို့ရှိရင်ပတ်စံနည်းနည်းလေးပိုသုံးပြီးတော့ဒီ Omron တို့ Microlife တို့ကိုဝယ်သုံးဖို့အကြံပေးပါတယ်ဒီပေါင်ချိန်ဆန်တဲ့တိုင်းမှာဆိုလို့ရှိရင်တော့အရင်ဆုံးမတိုင်းခင်ကို9မိနစ်လောက်ထိုင်ပြီးတော့ AC နားပါနားပြီးလို့ရှိရင်ထိုင်ပြီးတော့တိုင်းမှာကိုယ့်ရဲ့ညာဘက်လက်ကိုဒီကိုယ့်ရဲ့ဒီနှလုံး level နဲ့ level ဖြစ်အောင်စပွဲခုံတစ်ခုမှာတင်ပြီးတော့ထိုင်ပြီးတော့ချိန်ပါတကယ်လို့ကိုကလက်မောင်းကြီးတဲ့သူမျိုးဆိုလို့ရှိရင်တော့ဒီလက်မောင်းပတ်တဲ့ဟာအပိုဝယ်လို့ရတဲ့ဟာလေးရှိပါတယ်အဲ့တော့ကိုနဲ့fitting ကြောင်းမဲ့ဟာမျိုးကိုအပိုလို့အဲ့လို့ရှိရင်အပိုထပ်ဝယ်လို့ရပါတယ်လူမျိုးသေးပေါင်းချိန်တဲ့နေရာမှာအဲ့လိုဘယ်ဘက်နဲ့ညာဘက်နဲ့မတူတဲ့ရောဂါတွေတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာတော့မပြောပြတော့ဘူးပေါ့နော်ဗီဒီယိုရှေ့အောင်မှာဆိုလို့အဲ့တော့ဒီသွေးပေါင်ချိန်တဲ့ဆက်တွေနဲ့ဒီပဓာတို့ဒိုင်းခွက်တို့နဲ့ချိန်တဲ့ manual တိုင်းတဲ့ဟာတွေနဲ့အနားတော့အပြင်30လောက်ကွာတတ်ပါတယ်အဲ့တော့အဲ့ဒီသူက5 to 10လောက်ကွာလို့ရှိရင်ဒါဒီပုံမှန်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူတို့မှာဒီတိုင်းတဲ့နည်းပညာဒီတိုင်းတဲ့စနစ်တွေကမတူဘူးပေါ့နော် digital တွေကြတော့သူကဒီ oscillometer ပေါ့ဒီသွေးကြောရဲ့ခုံနဲ့တုံခါနှုံးကိုသူစန်ဆာကနေဖတ်တဲ့အတွက်ကြောင့်မလို့ဖတ်ပြီးတော့ဒီစန်ဆာကိုဖတ်ပြီးတော့မှတိုင်းတဲ့စနစ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီ manual တိုင်းတဲ့ဟာတွေကြတော့ကျွန်တော်တို့ကဒီနှစ်ချက်ကိုနားမှာတက်ပြီးတော့သွေးကြောရဲ့ဒီခုံနဲ့သွေးကြောရဲ့ဒီသွေးကြောထဲမှာသွေးစင်းနဲ့အတန်ပေါ့နော်ဒီ Korokov sounds လို့ခေါ်တဲ့အတန်ကိုနားထောင်ပြီးတိုင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကွာခြားမှုရှိတယ်ကျွန်တော်တို့ဒီ manual တိုင်းလို့ရှိရင်10လောက်အများနဲ့ပုံလေးတောင်မျိုးဖြစ်တတ်ပါတယ်10လောက်ဆိုပုံမှန်ပါပဲ20 30ဆိုလို့ရှိရင်တော့ဒါတခုခုတော့လွဲနေတယ်ပေါ့နော်ပြန်စစ်ဖို့လိုပါတယ်နောက်တစ်ခုကဒီနှလုံးကောင်စီးချက်မမှန်တဲ့ယောဂရှိတဲ့လူတွေ atrial fibrillation ရှိတဲ့လူတွေပေါ့နော် atrial fibrillation ရှိတဲ့လူတွေမှာဆိုလို့ရှိရင်ဒီ digital တွေကကြတော့တခါတရံမှာမှားတတ်ပါတယ်အဲ့တော့အဲ့ဒီမှာခုနကပြောခဲ့တဲ့ brand 3ခုတည်း Microlife ဆိုတဲ့ဟာမှာတော့ဒီ AF detection နည်းပညာပါပါတယ်အဲ့တော့ဒါပေမဲ့လည်းကျွန်တော်တို့ဒီ AF သမားတွေဆိုလို့ရှိရင်တော့စေုံစေးကန်တွေမှာကျွန်တော်တို့များသောအားဖြင့် double check လုပ်ပါတယ်ဆက်နဲ့လည်းတိုင်းတယ်ကျွန်တော်တို့ကိုယ်တိုင် manual လည်းတိုင်းကြည့်ပါတယ်အဲ့တော့အဲ့လိုမျိုးနှစ်ခါပြန်တိုင်းပြီးတော့မှအတည်ပြုပြီးယူပါတယ်သူကမှားတတ်တဲ့အတွက်ကြောင့်မလို့ပါအဲ့တော့ကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲတခြား machine နာသိချင်တာတွေရှိလို့ရှိရင်ဒီ comment မှာကျွန်တော်ကိုမေးခဲ့လို့ရပါတယ်ဗီဒီယိုလေးအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးကြားလို့ရှိရင်ပြန်ဆောင်ပါအောင်မယ်